အစွမ်းထက်အကျိုးကြီးအကျိုးပေးမြန်တဲ့တာမင်ညာတောင်ဆရာတော်ဘုရားကြီးရဲ့ဂါထာပဲဖြစ်ပါတယ်ကျွန်တော်ကဆရာတော်ဘုရားကြီးချီးမြှင့်တော်မူတဲ့ဂါထာတွေနဲ့ပတ်သက်ပြီးဒီနှစ်ပုဒ်ကိုပဲထင်ထင်ရှားရှားတွေ့မြင်ထားပါတယ်ခင်ဗျာဂါထာတစ်ပုဒ်ကိုတော့အရင်ဗီဒီယိုတစ်ခုမှကျွန်တော်တင်ထားပြီးဖြစ်ပါတယ်ဒီဂါထာကတော့နည်းနည်းလေးရှိမယ်ခင်ဗျာတည်တည်ချာချာလေးစူးစမ်းမှတ်ရင်ရပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများဒီဂါထာလေးကိုအလွတ်ရအောင်အာဂုံနှုတ်သက်ဆောင်ထားစေချင်ပါတယ်ခင်ဗျာတချို့ကတော့ရွှေရငွေရလိုတာရဂါထာလို့ခေါ်ကြတာလည်းရှိသေးတယ်ခင်ဗျကျွန်တော်ကတော့ဒီဂါထာကိုစီးချဝန္ဒနာဂါထာလို့ပဲခေါ်ချင်ပါတယ်အကြောင်းကတော့ဂါထာထဲမှာဖရာတရားတန်ခါယရဏသုံးပါးကိုရှ िख ိုးတာရဲ့မိမိတို့ရဲ့တကိုယ်လုံးကိုတကိုယ်ကြီးတဲ့နတ်ပြမာတွေဘလူးနဂါချင်းသိဂလုံးတွေနဲ့အဆောင်ချထားတဲ့အပြင်ကကုတ်တန်ဂောနကုံကတ္တပဂေါရမအရိမတယဒီပင်္ဂရာဆိုတဲ့မြတ်စွာဘုရား6စုကိုကိုးကွယ်စည်းကပ်တဲ့အကြောင်းတွေပါဝင်နေလို့ပဲဖြစ်ပါတယ်ဂါထာထဲမှာပါဝင်တဲ့အကြောင်းအရာတွေကတကယ်လေးနဲ့တော့အယံကိုအစွမ်းထက်မယ်ဆိုတာသိကြပါတယ်မိတ်ဆွေများအနေနဲ့ဂါထာကိုမိမိတို့လိုအပ်ချက်အတိုင်းအလင်းတင့်တယ်လို့ရွတ်ဖတ်နိုင်ဖို့အတွက်ရွတ်ဖတ်ရမယ့်အခောက်ရည်အစီအစဉ်တွေကိုဖော်ပြပေးလိုက်ပါတယ်ခင်ဗျာအမှုအခင်းနဲ့ကြုံတွေ့နေရတယ်ဆိုရင်6ခေါက်ရွတ်ပါပစ္စည်းပြောက်တယ်ဆိုရင်3ခေါက်ရွတ်ပါနေထိုင်မကောင်းဖြစ်တဲ့အခါ9ခေါက်ရွတ်ပါချမ်းသာခြင်းရင်12ခေါက်ရွတ်ပါကုန်းလန်းရေလန်းခီးလန်းသွားစရာရှိတဲ့အခါပဲဖြစ်ဖြစ်စစ်တိုက်သွားတဲ့အခါဖြစ်ဖြစ်9ခေါက်ရွတ်ပါရွတ်ဖတ်တဲ့အခါဖះကိုအာယုံပြုပြီးရွတ်ဖတ်ဖို့တိုက်တွန်းပါတယ်ခင်ဗျာဂါထာကတော့အုံသိဋ္ဌိဖះထိတ်မာထားနားမှာပြန်မှာလက်မှာတကြားခါမှာဘလူးဒူးမှာချင်းသိခြေမှာနဂါကိုမှာကလုံးအဆောင်ထားပါ၏အုံကကုတ်တန်ဂောနကုံကတ္တပဂေါရမအရိမတယဒီပင်္ဂရာမြတ်စွာဘုရားကိုကိုးကွယ်ပါ၏ဓာတ်တော်ဝင်မဟာဝင်အေယာဝင်မဟာဝိနယောဘောဓိရှစ်တံဉာဏ်တော်18ပါးဖရာတရားတန်ဃာတော်နှင့်ရွှေအစင်းအလားဥကောင်းတော်ကမျက်မှောက်တောင်မျက်လုံးတော်ကပလဲရောင်သွားတော်ကဝရစိန်လေတော်ကတန်ချောင်းမဏိဘောဓိရွှေညောင်ပင်ကပွင့်တော်မူပါ၍၄တင်ချေကဘာတသိန်း၈တင်ချေကဘာတသိန်း16တင်ချေကဘာတသိန်းပါရမီဖြည့်တော်မူလာသောဗဖရာသားတော်သမီးတော်တို့ကိုဆင်းရဲဒုက္ခဝတ်ဆင်းရဲမှလွတ်ကင်းအောင်ချမ်းသာဒုက္ခဘဝသို့ရောက်အောင်ပို့ဆောင်နိုင်တော်အရှင်ဘုရား